na lure wine that ya do mo wa go aperture pattern 1 rank ha C A minor F G ဘာပြည့်လောင်တာခုရဲဒါက C ရင်းကလာပိုက်တယ်ကော1 2 3 4 C ကိုထောင်ရအောင် C bass note လာခုရဲလာခါလတာကောလေ E G C နာ second position C second position ပဲလာခုရဲလာပိုက်လက်တာ1လာတို့မြောင်လာခါလတာကော N A minor ก็ A C E တဲ့ငါก็ထုံးနေတော့ဒါကြောင့် bass note ကို A ဖက်ဆလာတာ1 2 3 4ခါလတာတဲ့ကို A C E root position ပဲဆလာလာပိုက်တဲ့1ငါတော့လာခါတဲ့ကို N 2 and 3ကို E note တဲ့ထွက်တဲ့ထဲတော့3 and 4 and 1 and 2 and 3 and 4 F ก็ 1 2 3 4လာခါလတာကို the F second position ပဲဆလာလာပိုက်တဲ့1ငါတော့ and 2 and ဒီလိုဆိုရင်3 and 4 and G ကို1 and 2 1ကို G ပဲတော့မှာ G နာ bass note ဒါကဆန်ညာ N ထားကို G နာ octave G ပဲစတော့မှာ1 and 2လဲကို G ထဲ D ထဲက2